ပြောနေဘာပဲကကလုပ်နေတာလဲနင်အစာကျွဲမလို့ရေတိုက်မလို့ဟဲ့ဟောလောလို့မငါလောက်တယ်လိုက်ဟဲ့သမီးငါ့ဝဲလို့မရရဘူးလေအမေမမြင်ဘူးလားဒီမှာနွားပဲကကလုပ်နေတာအော်နွားဆိုတာတိရစ္ဆာန်သမီးရဲ့သမီးကအသိဉာဏ်ရှိတဲ့လူတွေဒီနွားအမေတို့သမီးတို့ရဲ့ကျေးဇူးရှင်ဟဲ့ဟုတ်တယ်သမီးငယ်ငယ်အပြင်းဖြားတော့ကအဲ့ဒီကောင်ကြီးကိုလှည့်တက်ပြီးတော့ဆေးရုံကိုအမိပုတ်သမီးတက်ရှင်ဒီကောင်ကြီးကသမီးရဲ့အသက်သခင်ကျေးဇူးရှင်သိလားဟာတော်စမ်းပါရေရွှေတဲ့ကများလို့တတ်မကြောက်ခဲ့တာရေရွှေမျက်စိနဲ့မမြင်သေးရတာမရောက်ဘူးဟဲ့သမီးကိုဖေဒီလိုပြန်မပြောရဘူးလေတော်ပါပြီရေရွှေဘာလို့တော့အကောင်းမမြင်ဘူးတော့ကိုကမောင်ခဲ့မှာဘောကွာမင်းမယ်ဒီကလေးငယ်ငယ်လေးတည်းအလိုလိုက်လာခဲ့တာ